ဒီနေ့မှာတော့ KFC က popcorn chicken ကိုမိုးဆက်ချက်လေးလောက်စားမှာဖြစ်ပါတယ်။ဒါကတော့တန့်စင်မိသားမိုးလေးတွေပါ။ပြီးရင်တော့ဒါလေးကတော့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုရောထောင်းထားတာပါ။စီလေးကိုလိုတလောက်ထည့်ပါမယ်။အရင်ဦးဆုံးငရုတ်သီးနဲ့ကြက်သွန်ဖြူလေးကိုစီတက်ပေးပါမယ်။ကြက်သွန်နဲ့လေးမွေးလာပြီဆိုတာနဲ့မိုးတွေကိုထည့်ပြီးတော့မွေးလိုက်ပါမယ်။လှန့်သွားပြီဆိုတာနဲ့မှုတ်လေးတွေနူးသွားအောင်ရေနှင်းငယ်ထည့်ပေးပါမယ်။အရသာအတွက်စားနဲ့ဟင်းခတ်မုတ်အနှင်းငယ်လည်းထည့်ပေးရပါမယ်။စီပြန်သွားပြီဆိုတော့ popcorn chicken လေးတွေထည့်လိုက်ပါမယ်။ပြီးရင်တော့တေချာလေးနှံသွားအောင်မွေလိုက်ပါတယ်။ကဲဒီလောက်ဆိုရင်တော့ရပါပြီ။စားကြည့်ရအောင်နော်။ကဲအခုဆိုရင်တော့အရန်စားချင်စရာကောင်းတဲ့ KFC popcorn chicken နဲ့မိုးအဆက်ချက်လေးရပါပြီKFC က popcorn chicken အရသာနဲ့မိုးအဆက်ချက်နဲ့အရသာနဲ့ပေါင်းလိုက်တော့လေရှူရှဲဖြစ်ပြီးတော့အရန်စားကောင်းတယ်